ဒီလိုများတနေ့နေ့မှာတင်ကအခြားတစ်ကဘာတစ်ခုနဲ့ချိတ်ဆက်ထားတဲ့တကားတစ်ချက်ကိုတွေ့ရှိခဲ့ပြီးတော့အဲ့ဒီကဘာကနေပြီးတော့တင်ယူခဲ့တဲ့ပညာတွေပစ္စည်းတွေကိုတကယ်ကဘာကိုပြန်ယူလာနိုင်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတာကိုစဉ်းစားကြည့်ပါဇလန်းအစမှာမင်္ဂလိတယောက်ကိုမျိုးသားချုပ်ကစော်ကားနေပါတယ်ဒါပေမဲ့ယူရာဆိုတဲ့ကောင်လေးတယောက်ကအဲ့ဒီမျိုးသားတွေကိုစမ်းကျင်ပြောဆိုဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမျိုးသားတွေကသူ့ကိုဝရတယ်ရုပ်ဆိုးတယ်လို့ပြောပြီးထိုးချိတ်ခဲ့ကြပါတယ်နောက်ဆုံးတော့ရဲတွေရောက်လာပြီးအဲ့ဒီမျိုးသားတွေထွက်ပြေးသွားကြပါတယ်မင်္ဂလိကသူ့ကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောခဲ့ပေမဲ့ယူရာကတော့သူ့အစဉ်ပြေကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်သူ့ဘိုးကသူ့ကိုမြင်တဲ့ကျင်နာဓာတ်ပုံနဲ့လိုအပ်နေသူတွေကိုကူညီဖို့တင် जा ပေးခဲ့တယ်ဆိုတာကျွန်တော်တို့သိခဲ့ရပါတယ်ယူရာအိမ်ပြန်ရောက်တော့သူ့အိမ်နေရံတွေမှာသူ့ကိုနာမည်ဆိုးတွေနဲ့ပချီဆွဲထားတာကိုတွေ့ရှိရပါတယ်သူငယ်စဉ်ကတည်းကလူတိုင်းအနိုင်ကျင့်ကိုခံခဲ့ရတယ်ဆိုတော့ကျွန်တော်တို့သိရှိခဲ့ရပါတယ်သူမိဘတွေကတောင်သူ့ကိုကောင်းကောင်းမဆက်ဆံခဲ့ပါဘူးဘာလို့လဲဆိုတော့သူ့မောင်နှမတွေကချောမောလှပလို့တတ်မှတ်ခံရပေမဲ့သူကတော့ရုပ်ဆိုးခဲ့လို့ပါလက်ရန်ကျောင်းရောက်တော့သူ့အတွက်အခြေအနေတွေပိုဆိုးလာခဲ့ပြီးကျောင်းမှာလည်းအထိုးကျိတ်ခံခဲ့ရပါတယ်သူ့ဘိုးတယောက်ထဲကသူ့ကိုဂယူးဆိုင်ခဲ့ပြီးကျင်နာတက်ချင်းကသူ့ကိုပျော်ရွှင်စေလိမ့်မယ်လို့အမြဲတမ်းပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ယူဟာရဲ့ဘိုးဆုံးပါသွားခဲ့ပေမဲ့သူ့အိမ်နဲ့စုဆောင်းထားတဲ့ငွေအားလုံးကိုသူ့အတွက်ခြံထားခဲ့ပါတယ်သူမိဘတွေကတေတန်းစာကိုကန့်ကွက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ယူဟာကိုပဲအားလုံးပေးခဲ့ပါတယ်ဒါပေမဲ့သူမိဘတွေကသူ့ကိုလုံးဝစွန့်ပစ်ခဲ့တာကြောင့်သူတယောက်တည်းနေထိုင်ခဲ့ရပြီးနေတိုင်းအချိန်မှလုပ်ခဲ့ရပါတယ်ကျောင်းမှာယူဟာလေတန်းကျောင်းကနေဘွဲရခဲ့ပါတယ်ဒါပေမဲ့သူနှစ်ပတ်လည်စာအုပ်မှာသူ့အကြောင်းဆိုးရတဲ့မှတ်ချက်တွေပဲရှိနေခဲ့ပါတယ်သူထွက်သွားဖို့ကြိုးစားနေတော့သူ့ကိုနိုင်ကျင့်သူတွေကတားဆီးခဲ့ပါတယ်သူတို့ကယူရာဘွဲရသွားပေမဲ့သူတို့ရဲ့အစိမ်ခံဖြစ်ရှိနေအောင်ပါပဲလို့တတိပေးခဲ့ပါတယ်ယူရာကသူ့အလုပ်ကိုသွားရမယ်လို့ပြောခဲ့ပေမဲ့နိုင်ကျင့်သူတွေကသူ့ကိုထိုးကျိတ်ခဲ့ပြီးသူ့အကူနဲ့အမကဝေးရကနေကြည့်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်သူအလုပ်ကိုနောက်ဆုံးရောက်တော့သူတတိကသူနောက်ကျတဲ့ကိုစိတ်ကုန်နေပြီးပြန်မလာဘူးပြောခဲ့ပါတယ်အိမ်မှာယူဟာကစိတ်တကြစရာကောင်းတဲ့အစားအစာကိုစားခဲ့ပါတယ်မှန်တယ်မှာသူ့ကိုယ်သူကြည့်လိုက်တော့သူဒေါသထွက်ပြီးမှန်ကိုရိုက်ခွဲခဲ့ပါတယ်ဘွဲရပြီးရင်တော့ဘာမှပြောင်းလဲမှမဟုတ်ဘူးလို့သူတွေးခဲ့ပါတယ်သူနေရန်ကိုထိုးလိုက်တော့ရုတ်တရက်လှုပ်ဝက်ခန်းတစ်ခုပွင့်သွားခဲ့ပါတယ်ခန်းထဲမှာထူးဆန်းတဲ့ပစ္စည်းတွေအများကြီးရှိပြီးယူဟာကဒါဟာသူ့အဖိုးခီးသွမ်းရခဲ့တဲ့အမှတ်တရပစ္စည်းတွေဖြစ်ရမယ်လို့ထင်ခဲ့ပါတယ်သူထူးဆန်းတဲ့တကားတစ်ချက်ကိုတွေးရှိခဲ့ပြီးသူဖွင့်လိုက်တော့ထူးဆန်းတဲ့အခန်းတစ်ခုစီရောက်သွားခဲ့ပါတယ်အတီးပေးချက်တစ်ခုပေါ်လာတော့သူကြောက်လန့်သွားခဲ့ပါတယ်သူဖတ်လိုက်တော့အဲ့ဒီတကားကအခြားကဘာတစ်ခုနဲ့ချိတ်ဆက်ထားတယ်ဆိုတာသိရှိခဲ့ရပါတယ်ပစ္စည်းတွေတင်းစီနိုင်တဲ့စွမ်းရည်လိုမျိုးသူ့အတွက်ရရှိနိုင်တဲ့လောက်ဆောင်ချက်အမျိုးမျိုးအကြောင်းပြောပြတဲ့အတီးပေးချက်တွေအများကြီးရှိပါတယ်သူဘယ်သူကတကားကိုအသုံးပြုနိုင်တယ်ဆိုတာကိုလည်းထိန်းချုပ်နိုင်ပါတယ်လောက်ဆောင်ချက်တွေကြောင့်သူရှုပ်ထွေးနေပေမဲ့ဒီစနစ်ကဂိမ်းတစ်ခုပဲလို့သူထင်ခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့အခြေအနေကိုစစ်ဆေးဖို့အဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူတွေးလိုက်ရတော့သူ့ရဲ့စွမ်းရည်တွေအားလုံးရန်နေနေတာကိုတွေ့ရှိခဲ့လို့သူစိတ်ပြတ်သွားခဲ့ပါတယ်သူခမ်းပတ်လေကိုကြည့်လိုက်ပြီးပြင်ကိုကြည့်လိုက်တော့ဒါဟာတကယ်ကိုအခြားကဘာတစ်ခုဖြစ်နေတာကိုသူတွေ့ရှိခဲ့ပါတယ်သူစပွဲပေါ်မှာမဆုဆောင်အုပ်တော့ကိုတွေ့ရှိခဲ့ပါတယ်စာပိုင်းမှာတော့သူဖက်လို့မရခဲ့ပေမဲ့ဘာသာစကားကြွကျင်မှုကသူ့ကိုနားလည်အောင်ကူညီပေးခဲ့ပါတယ်အိမ်ပိုင်ရှင်ဟာကြီးမြတ်တဲ့ပညာရှိတစ်ဦးဖြစ်ခဲ့ပေမဲ့သူဒီဆုံးတော့မှဖြစ်တာကြောင့်အဲ့ဒီအိမ်ကိုရှာတွေ့သူတိုင်းဟာအိမ်ရဲ့ပိုင်ရှင်အသစ်ဖြစ်လာမယ်လို့သူခြံထားခဲ့တယ်ဆိုတာသိရှိရပါတယ်အိမ်ကိုမော်ပညာနဲ့ကာကွယ်ထားတာကြောင့်ပိုင်ရှင်မှလည်းပြီးဘယ်သူမှဖောက်ထွင်းဝင်ရလို့မရပါဘူးသူအတွင်းမှာလက်နက်တွေအများကြီးတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့သူစစ်ဆေးကြည့်လိုက်တော့ဒါတွေကထူးခြားတဲ့ပစ္စည်းတွေဖြစ်ပြီးလွန်အနေရများတယ်ဆိုတာသူတွေ့ရှိခဲ့တယ်သူပြင်ကိုကြည့်လိုက်ပြီးသူ့ဓာတ်ကိုဝေယမ်းကြည့်ခဲ့ပါတယ်သူလဲကျသွားခဲ့ပေမဲ့အခြေခံဓာတ်ကျွမ်းကျင်မှုကိုသင်ယူနိုင်ခဲ့ပါတယ်ဒါကအသုံးဝင်နိုင်တယ်လို့သူတွေးခဲ့ပါတယ်ယူဟာကလက်နက်တစ်ခုစီနဲ့လေ့ကျင့်ခဲ့ပြီးဒါတွေအလုံးကဘုရားသခင်အစစ်ပစ္စည်းတွေဖြစ်ပြီးသူကျွမ်းကျင်မှုအများကြီးရရှိခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စွမ်းရည်တွေကအဆင့်တင်မှာပဲရှိနေသေးတဲ့ကြောင့်ဘလို့တိုးတက်အောင်လုပ်ရမလဲဆိုတာကိုသူတွေးခဲ့ပါတယ်သူလက်နက်တွေကိုသူ့ရဲ့သူလောင်ခန်းထဲကိုထည့်လိုက်ပေမဲ့ရုတ်တရက်ယူရကိုတိုက်ခိုက်တဲ့သတ္တဝါတစ်ကောင်ပေါ်ထွက်လာခဲ့ပါတယ်ယူရကြောက်လန့်သွားခဲ့ပေမဲ့သူ့အိမ်ကိုကာကွယ်ထားတယ်ဆိုတာကိုသိရှိလိုက်ရပါတယ်အဲ့ဒီသတ္တဝါကအဆင့်300ရှိတဲ့သွေးစာနေတဲ့ Osh တစ်ကောင်ဖြစ်ပြီးမော်နီယန်ကိုရိုက်ခွဲခဲ့ပါတယ်သူတစ်ပင်တစ်ပင်ကိုဆွဲယူပြီးဖောက်ထွင်းဝင်ရဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးယူကပြန်တိုက်ခိုက်တင်တယ်လို့ထင်ခဲ့ပါတယ်ဒါကြောင့်သူလန်ကိုပစ်လိုက်တော့အဲ့ဒီလန်ကသတ္တဝါကိုထိုးဖောက်သွားပြီးတစ်ချက်ထဲနဲ့တက်ပစ်လိုက်ပါတယ်လန်ကသူ့စီကိုပြန်ရောက်လာပြီးသတ္တဝါကပျောက်သွားခဲ့ပါတယ်ပစ္စည်းအများကြီးကျဆင်းခဲ့ပါတယ်သတ္တဝါကြီးစီကနေပြီးတော့ယူဟာရုတ်တရက်အဆင့်တရာကိုရောက်ရှိသွားခဲ့ပြီးသူ့ရဲ့စွမ်းရည်တွေကိုမြင်လိုက်တော့သူအားသေးသွားခဲ့ပါတယ်သူ့ရဲ့အမှတ်အားလုံးကိုခွဲဝေပြီးနောက်ယူဟာအဲ့ဒီနေ့တော့ရန်နာဖို့အဆုံးဖြတ်ခဲ့ပါတယ်သူထွက်သွားဖို့ကြိုးစားတော့ငွေသားထုတ်ယူတဲ့ရွေးချယ်ခွင့်တစ်ခုရရှိခဲ့ပါတယ်ဒါကသတ္တဝါစီကပစ္စည်းတွေကိုငွေရဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ်ယူဟာကဒါကိုမြင်တော့အရှုပ်ထွေးသွားခဲ့ပေမဲ့ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်အဲ့ဒီညနေပိုင်းမှာယူဟာရဲ့ခန္ဓာကိုယ်ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်သူအိယာကနေနိုးလာတော့သူ့ခန္ဓာကိုယ်ပြောင်းလဲသွားပြီးသူ့ဝက်စားတွေကမတော်တော့ဘူးဆိုတာကိုသူတွေ့ရှိခဲ့ဘာတွေဖြစ်နေလဲဆိုတာသူသိချင်မသိခဲ့ပါဘူးသူ့မှန်ကလည်းကျိုးနေတော့မှဖြစ်တာကြောင့်သူ့ဝက်စားချို့ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်
ပညာရှိရဲ့အိမ်မှာမော်ဝယ်စားတွေရှိပြီးဒါတွေကအရွယ်စားကိုလွတ်လပ်စွာချိန်ညှိပေးနိုင်ပြီးမော်ဆန်တဲ့ပိုစုကြီးတွေကိုလည်းပေးစွမ်းနိုင်ပါတယ်ယူဟာကပညာရှိရဲ့အထောက်အထားကိုတွေးတောနေခဲ့ပြီးသူ့ရင်ပတ်လက်ကိုကြည့်ခဲ့ပါတယ်ရုတ်တရက်အဆင့်200ရှိတဲ့ slime monster တစ်ကောင်ကသူ့ကိုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ယူဟာကသူ့လန်ကိုအေးဆေးစွာထုတ်ယူပြီးအဲ့ဒီတတော်ကိုအလွယ်တကူဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီတတော်က coffee slime အချို့နဲ့သူ့ရဲ့မော်စွမ်းကိုပြန်လည်ဖြည့်နေပေးတဲ့ရှားပါလေတဲ့တစ်ခုကိုတော့ကြာဆင်းခဲ့ပါသေးတယ်သူထပ်ပြီးအဆင့်တက်သွားခဲ့ပါတယ် present detection ကျွမ်းကျင်မှုကိုရရှိခဲ့ပါတယ်သူကအဆင့်150ကိုရောက်နေပါပြီသူက coffee slime အချို့ကိုမြည်ဆန်းကြည့်တော့တကယ်ကိုကောင်းမွန်နေခဲ့ပါတယ်သူရရှိခဲ့တဲ့ငွေရဲ့အချို့ကိုအသုံးပြုပြီးထက်တန်းကျောင်းစားဖို့အတွက် uniform တစ်စုံကိုမှာယူခဲ့ပါတယ်အဲ့ဒီနောက်သူကနေတန်းတခြားတစ်ကမ္ဘာမှာအချိန်ဖြုံးခဲ့ပြီးသူ့ကိုယ်သူပျော်ရွှင်နေခဲ့ပါတယ်သူရဲ့စိတ်ထဲကြာခြင်းကိုတောင်းမိသွားခဲ့ပါတယ်သူကတခြားကမ္ဘာအကြောင်းကိုတတ်နိုင်တဲ့လေးလာတင်ယူခဲ့ပါတယ် Eli Goblin တစ်ကောင်ကသူ့အိမ်ကိုတိုက်ခိုက်ခဲ့ပေမဲ့ဟူယာကလုံးဝပြောင်းလဲသွားခဲ့ပြီးကျွမ်းကျင်စွာတိုက်ခိုက်ခဲ့ပါတယ် Goblin ကိုဖျက်ဆီးဖို့ကျွမ်းကျင်မှုကိုတောင်းအသုံးပြုခဲ့ပါသေးတယ်အချိန်တွေကုန်လွန်သွားပြီးအထက်တန်းကျောင်းစတင်ခဲ့ပါတယ်လူတိုင်းကသူ့ကိုချက်ချင်းစိတ်ဝင်စားခဲ့ကြပြီးသူ့မောင်နှမတွေတောင်အားသိမ့်နေခဲ့ကြပါတယ်အတန်းထဲမှာသူ့ကိုနိုင်ကျင့်သူတွေကချင်းကပ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကသူ့ကိုမမှတ်မိခဲ့ကြပါဘူးသူတို့ကသူ့ကိုပြောင်းရွှေ့ကျောင်းသားတရားလို့ထင်ခဲ့ကြပါတယ်သူကယူဟာဖြစ်တယ်လို့ပြောလိုက်တော့လူတိုင်းအားသိမ့်သွားခဲ့ပြီးမယုံကြည်ခဲ့ကြပါဘူးသူအိမ်သားကိုသွားတော့သူ့ကိုသူပြောင်းလဲပြီးပထမဆုံးအချိန်အဖြစ်သူ့ကိုသူမြင်လိုက်ရတာသူလုံးဝအားသိမ့်သွားခဲ့ပါတယ်အတန်းပြီးတော့သူ့အကိုနဲ့သူ့အမကသူ့ကိုချင်းကပ်ခဲ့ပြီးဘာကြောင့်မင်းဒီလောက်အထိပြောင်းလဲသွားတာလဲလို့မေးခဲ့ကြပါတယ်သူ့ကိုရှုံးနေသူလို့ခေါ်ခဲ့ကြပါတယ်ဒါပေမဲ့ရုတ်တရက်လီမိုကားတစ်ရက်လာပြီးသူကယ်ခဲ့တဲ့မိန်းကလေးကသူ့ကိုရှာနေခဲ့ပါတယ်သူမဘာလို့လဲလို့သူတွေးခဲ့ပါတယ်သူမကသူ့ကိုဘယ်လိုကယ်ခဲ့လဲဆိုတာတတိပေးခဲ့ပြီးယူဟာကသူမကသူ့နာမည်ကိုဘယ်လိုသိတာလဲလို့တွေးခဲ့ပါတယ်သူမကသူ့ကိုကျေးဇူးတင်ခြင်းလို့သူ့အကြောင်းဆောင်ခံခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်သူမကသူ့ကိုသူကာအိုရီလို့မိတ်ဆက်ခဲ့ပါတယ်သူမကသူ့ကို Jose Academy ကိုဝင်ဖို့စိတ်ဝင်စားလားလို့မေးခဲ့ပြီးယူဟာကဒါထက်တန်းလွှာတွေအတွက် Academy တစ်ခုဖြစ်တယ်ဆိုတော့သိရှိခဲ့ရပါတယ်ကာအိုရီကကျောင်းသားကောင်စီဝင်ဖြစ်ပြီးသူမရဲ့ဖခင်က Academy ရဲ့ဥက္ကဋ္ဌဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်သိရှိခဲ့ရပါတယ်ယူဟာကကမ်းလှမ်းမှုကိုဂုဏ်ယူခဲ့ပေမဲ့သူအဲ့ဒီ Academy ကိုဝင်ဖို့လုံလောက်အောင်မတော်ဘူးလို့ထင်ပါတယ်သူ့ကဝင်ရောက်ဆက်ဖက်ပြီး Academy ကိုဝင်ဖို့တောင်းဆိုခဲ့ပါတယ်သူတို့ကပညာရေးရောအားကစားမှာပါယူဟာထက်တာလွန်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ကာအိုရီကသူတို့ကယူဟာကိုစော်ကားနေတာကြောင့်ညှင်းပယ်ခဲ့ပါတယ်သူကကျွန်တော်တို့ရဲ့သူရဲကောင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်သူမကသူတို့အကြောင်းကိုစုံစမ်းခဲ့ယူဟာပေါ်သူတို့ရဲ့ဆိုးဝါးတဲ့ပြည်မှုတွေအကြောင်းအားလုံးသိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဒီမှာကယူဟာကိုသူတို့ Academy ကပညာရေးထက်ကိုရီကိုလေးကိုပိုလေးထားတယ်လို့ဆက်ပြောခဲ့ပါတယ်။ဒါကြောင့်သူဝင်ဖို့ပြဿနာမရှိဘူးလို့လည်းပြန်ပြီးပြောဆိုခဲ့ပါတယ်။သူမတက်ရောက်နေတဲ့ချိန်မှာသူ့ကို Academy ကိုပြတ်သားဖို့အကြံပြုခဲ့ပါတယ်။ဒါကြောင့်သူမကသူ့ကိုဆွဲခေါ်သွားပြီးသူတို့ထွက်သွားခဲ့ကြပါတယ်။သူ့မောင်နှမတွေကဘာတွေဖြစ်သွားလဲဆိုတာကိုမယုံနိုင်ခဲ့ကြပါဘူး။သူတို့ Academy ကိုရောက်ရှိခဲ့ကြပြီးဒါဟာထူးချွန်တဲ့ကျောင်းသားတွေပြည့်နေနေတဲ့နာမည်ကျော်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။သူကဥက္ကဋ္ဌစုကဆန်းနဲ့တွေ့ဆုံခဲ့ပြီးစုကာစာကသူတမီးကိုကဲတင်ပေးခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။ယူဟာကဒါကရေးကြည့်တဲ့ကိစ္စမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ကာအိုရီကသူ့ကိုကူညီပေးခဲ့တဲ့တဦးတူသူဖြစ်တယ်လို့ပြောခဲ့ပါတယ်။စုကာစာကသူ့ကိုကျောင်းကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူတမီးကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့သူကျောင်းစိတ်ကိုတောင်းပေးချေပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ယူဟာကတော့ချီတုံချတော့ဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ပါရမီရှင်တွေကိုပဲလက်ခံတာဖြစ်တာကြောင့်သူစစ်ပြေးမှာမဟုတ်ဘူးလို့ထင်ခဲ့ပါတယ်။စုကာစာကပါရမီရှင်တွေကစူးစမ်းလှုပ်ဆောင်ဖို့မှန်ကန်တဲ့နည်းလမ်းကိုရှာတွေ့ခဲ့တဲ့တမန်လူတွေပါပဲ။ဆိုတာကိုပြောပြပြီးအချိန်နဲ့ပဲအသုံးပြုခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ယူဟာကသူတို့ဟာပါရမီချစ်တဲ့ငွေဖွာလာတာလို့ထင်ခဲ့ပါတယ်။သူကစားကလူတိုင်းမှာကိုယ်ပိုင်ပါရမီတွေရှိပြီးစိန်ခေါ်မှုတွေနဲ့ပျော်ရွှင်မှုတွေကနေတဆင့်သူ့ရဲ့ပါရမီတွေကဘာတွေလဲဆိုတာနောက်ဆုံးမှသူသိလာပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူကငယ်ရွယ်သေးတယ်လို့ပြောခဲ့ပါတယ်။သူကယူဟာကိုကျောင်းကိုတရက်စမ်းကြည့်ဖို့အကြံပြုခဲ့ပါတယ်။ဆာဝါဒါလို့ခေါ်တဲ့ဆရာမတဦးဝင်လာပြီးသူကစားကသူမကိုနာမည်ကြီးသိပ္ပံပညာရှင်အဖြစ်မိတ်ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အတန်းတွေကလူကြိုက်များပြီးနားလေရလွယ်ကူပါတယ်သူတို့ကသူ့ကိုဘလို့ထင်လဲဆိုတာကိုသူစိုးရင်ခဲ့ပါတယ်ဒါပေမဲ့သူတို့အားလုံးကသူဘလောက်ချော်လဲဆိုတာကိုတကယ်ကိုအားသိနေကြကြတယ်သူကနောက်ဆုံးကောင်မှထိုင်လိုက်ပြီးသူဘေးကမင်းကလေးနဲ့စားအုပ်တော့ကိုမျှပေးခဲ့ပါတယ်ဒါပေမဲ့သူမကသူ့အပေါ်နဲ့ငယ်အေးဆက်နေခဲ့ပြီးသူမကသူ့ကိုအရင်ကတည်းကမုန်းနေပြီလားလို့သူစိုးရင်ခဲ့ပါတယ်ကာအိုရီကယူဟာသူ့တန်းမှာစင်ပြေပါမလားလို့တွေးခဲ့တယ်တန်းဆက်သွားတော့သူကတန်းကပုံမှန်တိုင်းပဲလို့တွေးရှိခဲ့ပါတယ်ကျောင်းသားတွေကဘိုးပြီးတက်ကြပြီးစိတ်ဝင်စားကြတာကလွဲလို့ပေါ့သူတို့ရဲ့အနာယူချိန်မှာကျောင်းသားများပြားကသူ့ကိုတီကျွမ်းကိုစူးစမ်းခဲ့ကြပါတယ်သူကအိုင်ဒေါ်တယောက်လားရေးသားရှိလားဆိုတာမျိုးဆိုတဲ့မိကုန်းတွေလည်းမေးခဲ့ကြပါတယ်။ရီယိုလို့ခေါ်တဲ့ကျောင်းသားတယောက်ကသူ့ကိုစော်ကားတာကိုရပ်တန့်စေခဲ့ပါတယ်။သူကယူဟာကိုနေလက်စော်စားဖို့ကန်တင်းကိုခေါ်တော့ခဲ့ပါတယ်။သူကမီဒီကိုမြင်လိုက်ရတဲ့အအားတင်တောင်းလို့ပဲဒါတွေအားလုံးကအခမဲ့ဖြစ်တာကြောင့်ယူဟာကဒါအိမ်မက်တစ်ခုပဲလို့ထင်ခဲ့ပါတယ်။သူတို့ကရှင်ကိုလို့ခေါ်တဲ့အခြားကျောင်းသားတယောက်နဲ့အတူခံခဲ့ကြပါတယ်။သူတို့ကအနိုင်အချောင်းစကားပြောခဲ့ကြပြီးယူဟာကသူတို့ကသူ့လိုပဲဖြစ်နေတာကိုအားတင်ခဲ့ပါတယ်။သူစားနေတော့လူတိုင်းကသူ့ကိုကြည့်နေတာကိုသူတတိထားမိခဲ့တယ်။သူကယူနီဖောင်းမတူတာကြောင့်ဖြစ်ရမယ်လို့ထင်ခဲ့ပါတယ်။ရှင်ကသူ့ကိုကလပ်တစ်ခုခုမှပါဝင်လားလို့မေးခဲ့ပေမဲ့ယူဟာကဘယ်ကလပ်မှမပါဝင်ခဲ့ဘူးလို့ပြောပါတယ်။ဗီဒီယိုကလည်းကလပ်မှမပါဝင်ခဲ့ဘူးကောဒါပေမဲ့သူကအခါသားမျိုးမှာကောင်းမွန်တာကြောင့်တခုတည်းကိုရွေးချယ်ဖို့ခက်ခဲနေလို့ပါ။ရှင်က
သူက gaming club မှာပါဝင်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကျောင်းမှာ console တွေဖွင့်ပြထားတာ။ဟိုယူကအားတင်ခဲ့တယ်။ဒါပေမဲ့ရှင်ကိုကအတန်းချိန်အတွင်းမှာကစားရင်အဆင်ပြေတယ်လို့ပြောခဲ့ပါတယ်။သူတို့က video game တွေအကြောင်းစကားပြောနေတော့ယူကသူတို့နဲ့ပို့ပြီးအဆင်ပြေလာခဲ့ပါတယ်